ကိုဝင်ရှိနေတာပဲကိုဝင်ရှိနေတယ်ဒါယောက်ျားကြီးလေဒါယောက်ျားကြီးဘာယောက်ျားကြီးပဲကဲဘယ်လိုဖြစ်တာလဲကဲဘယ်လိုဖြစ်တာလဲဒီလိုဆရာဟိုမနက်ကဒီအကောင်းမဲ့ဆရာဟိုကျွန်တော်နဲ့သူနဲ့မနက်ကတွေ့တယ်တွေ့တဲ့အခါမှာ तू ကကျွန်တော်ကိုပြောတယ်ငါတူတဲ့ဦးလေးတဲ့ဟိုအုံနှခေါ်ဆွဲလေးစားခြင်းလို့တဲ့ခေါ်ဆွဲစားခြင်းနော်ခေါ်ဆွဲစားခြင်းနော်ဦးလေးလို့ကျွန်တော်ပြောတယ်အုံနှခေါ်ဆွဲနဲ့ဦးလေးနဲ့မတည့်ဘူးတွေးတိုးတယ်သူကအုံနှခေါ်ဆွဲကျွန်တော်စားခြင်းနဲ့ပြောတဲ့ခါကျကျွန်တော်လည်းလေဟိုဒီစေတနာပါတခြားရွေးချက်လည်းမရှိပါဘူးအဲ့မှာကျွန်တော်အုံနှခေါ်ဆွဲဝယ်ကျွေးလိုက်တာတပွဲမကုန်ခင်ပါပဲဆရာရဲ့လဲသွားမွေးငါစားခြင်းလေတဲ့နှစ်ခုတော့သွေးတိုးစားတွေကြီးပဲလေဦးလေးမွေးငါအစင်မပြေဘူးမွေးငါလည်းသွေးတိုးတယ်ကျွန်တော်ပြောတယ်အဲ့ဒါမွေးငါမရဘူးတဲ့စားမှာပဲဆိုတော့ကျွန်တော်အဲ့ဒါကျွန်တော်ဝယ်ကျွေးလိုက်တာတပွဲမကုန်ခင်ပါပဲဗျာအဲ့လိုဖြစ်သွားတာလက်ဖေးတောက်ခြင်းလေဒီလိုဆိုလိုက်တာဟုတ်ပါဘူးစားလိုက်တာလို့အဲ့သူကဦးလေးတို့လက်ဖေးကချောင်းဆိုးတယ်ဦးလေးနဲ့စိတ်ပြမမဟုတ်ကျွန်တော်ပြောသေးတယ်ကျွန်တော်ပြောပါတယ်ဗျာကျွန်တော်ပြောတယ်ကျွန်တော်စကားကိုနားမထောင်ကြည်စမ်းအခုတော့ဗျာအဲ့လက်ဖေးကျွန်တော်ဝယ်တိုက်လိုက်တာအဲ့လက်ဖေးတကွာမကုန်ခင်ပါပဲအခုလိုလဲသွားတာဒီကဲမှုနဲ့ဝသားတို့လိုစားပြီးနေနေပြောတာမပြီးတော့ပဲဝင်းလျှော့ရလို့ပြောလိုက်ပြီးနေပြီဟဲ့ဝင်းလျှော့တာလားဆရာရဲ့အစားတွေတောင်းချမ်းပြီးတော့အဲ့လိုဖြစ်သွားတာဆရာလည်းတွေ့ဘာမှမပူနဲ့ဟုတ်တယ်မလားဆရာသိတယ်ဒီလူနာဝင်းလျှော့တာဖြစ်လိမ့်မယ်လို့ကြိုတွေးထားပြီးသားဟုတ်တယ်မဆေးတွေခါရဲပါလာဒီကတော့လောဆယ်ခုလို့ရတယ်နော်ဒီမှာတမာကောက်အဲ့ဒါဘယာပြောက်သွားမယ်ဟဲ့စာသူလေးနဲ့ဒီလားကောက်ဘယာပြောက်ဟုတ်တယ်မတရက်ခါအဲ့ဒါဘာပြောက်လဲအသက်ပြောက်သွားမယ်မဟုတ်တက်ပြောက်သွားမယ်ဒီယောဂပြန်မဖြစ်တော့ဘူးကဲဟုတ်ပြီကဲတော့ဒီလောက်ဖြစ်တယ်ဆိုရင်ဆရာနဲ့လူနာနဲ့တအားကန်တယ်လို့ရှိရင်ဆရာရဲ့ပညာဂုဏ်တမားဂုဏ်တွေကြောင့်ဟောဒီလူနာကျမ်းမာရဲ့ပို့ဆိုးသွားနေတယ်အဲ့တော့ခုနကနေဆရာစီစဉ်ညွှန်ကြမယ်အဲ့လိုလားဒီနာကနေကူရမှာမဟုတ်လားလို့ဆရာအဝေးကနေကူတာဆရာတို့ကဟုတ်လားဟုတ်တယ်စေးမီးကြော်သွားမှာဆိုလို့ဟာအဲ့လိုစီးသေးတယ်ဟုတ်တယ်ဒီပါဆရာကုကြချက်မြမြကုပါကျွန်မဖေကအခါ20မကားတော့ကဲကူလို့ဆရာအသက်ပြောက်တော့တရက်ခေါက်လေးရင်သွေးတိုက်အပြောက်တော့တရက်ခေါက်လေးရင်သွေးတိုက်ဟုတ်တယ်ဆရာတက်ပြောက်တော့ဒါဟိုအဆောင်လေးမှာအတက်ပြောက်တော့နင်းကြဆရာစကားနဲ့ငါဖေတက်ပြောက်သွားအောင်အသက်ချောင်းဆိုတာကဲကောင်းတယ်ဇီဝိတဒါနပေါ့နော်အေးကုမယ်လူမမကူရတော့မှာကဲကိုရဘူးပေးတယ်ကိုရနော်အတချောင်းကဲကောင်းတယ်ဆိုကိုးစားဖို့အချိန်ရှိလို့လားမဟုတ်ဘူးလေဒါအမတ်တို့ကွန်းတရားညက်ခန့်ကြတော့ဆိုတဲ့တမားအခေါ်ရှိတယ်မလားဟောနိုင်ရှိတယ်လေနိုင်နဲ့တိုင်းလိုက်ပါလားလို့နိုင်ရမမှန်ဘူးဟဲ့နိုင်ရမမှန်ကိုရမှန်တယ်ဘောလို့လားဟုတ်လေနိုင်ဆိုတာမင်းစင်ကာပူစံတော်ချိန်လားမြန်မာစံတော်ချိန်လားထိုင်းစံတော်ချိန်လားအဲ့စံတော်ချိန်ဘယ်စံတော်ချိန်နဲ့ခုမှလဲပြောကြကြတယ်ဗျာလောက်လိုက်စမ်းအေးခုမယ်နော်ဆိုတော့ကလားတမားရကွန်းစားရတာဗောနော်တမားတော်တွေကဝေးရမှာလူရှိရလားလူမသေးတော့မယ်လို့ကုလိုက်ပါမသေးတော့မယ်လို့ကုလိုက်ပါခုမယ်ကွန်းတရားညက်ခန့်ကြတော့ဆိုတဲ့အခါမှာနော်ငါတော့မိပြတ်တော့ဆရာဗမာစီကမူးလိုက်ဗမာစီကမူးတာဘောတော့မူးရင်မစားဘူးလေတမားတို့နဲ့တူအောင်ကွန်းစားတာခါမစားဘူးအာထုံးပေါက်တာဘာလို့အများကြီးနေတာတော့လို့အဲ့ဒါခုမယ်နော်ရအဖေတော့မကျရှောင်းရရေးလားဘာလို့ဟေးဝင်းရှောင်းနေလူပြောလိုက်တယ်လေဟာဒါကတော့ကျွန်တော်ပြင်ကုန်လိုက်မယ်လေမမမားတို့ဒါအရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းလိုက်တာဟောအေးအိမ်မှာတော့ဝယ်လာတာဟုတ်တယ်ဟုတ်ပြီရဒါလေးတက်လိုက်မဟုတ်လေဒါအခြေရည်လေဘာလို့မို့လဲဝင်းရှောင်းတဲ့လူပြောလေဟာဝင်းရှောင်းနေမတည့်ဘူးလေအရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းလိုက်အော်ဒါတော့တက်ပြောက်တက်လိုက်တော့ဒါစီဘူးကြီးလေဘာလို့ပါမို့ဝင်းကိုရှောင်းယူသွားအောင်လို့လေဟိုဆေးလာကူတာလားဈေးလာရောက်လာလားမဟုတ်အရင်ဝယ်ခိုင်းလိုက်တာအရင်ဝယ်ခိုင်းတာဒါအရင်ဝယ်ခိုင်းတာကုမဆေးတဖို့နော်ဘေးရကုန်သွားပြီကိုအဆူလာတယ်မပိုင်တယ်ဘူးအော်ကိုယ်ဒီမှာကိုဘာကြီးလို့ကြီးမှမသိငါလည်းစိတ်သူကငါလာတာလွယ်ကငါဟုတ်ပြီကြပါဦးဆရာဆေးရရဆရာဆေးဟိုမှာဒီကောင်းနေဒီဆေးလေးနှလုံးမတိုက်လိုက်ဒီဆေးနှလုံးမတိုက်လိုက်ရောတော့တယ်စမ်းပါတဲ့မလားအေးမဆရာအခုချက်ချက်တိုက်ဒီကောင်းပါလိမ့်မယ်လောကငါပဲအသက်ရှင်ရမ်းပြေးလာပြီဘာဖြစ်လာလဲငါဆက်တော့ပြောလာအဖေနော်ရအသက်ရှင်ရမ်းပြေးပြီးတော့ဘာဘူးလို့ဖြစ်နေပြီဆရာချမကြီးကဘာဘူးလို့ဖြစ်နေတာအမမှုနဲ့အနာနဲ့စိတ်နဲ့တွေ့နေပြီအဲ့ဒါပဲနော်အနာနဲ့စိတ်နဲ့တွေ့လို့ခိုးတာ
မလိုက်ပြနေရလား သမားတော်ကြီးသမားတော်ကြီးနော် တော့မကောင်းတော့တတ်တာ ရတယ်အဲ့လိုအချိန်မှာနောက်စေးတစ်ခွက်တက်လိုက်ငြိမ်သွားမှာ အေးတိုက်ပြပြမတိုက်ဘူးဟေး မမ နေမမနေတော့ရတာလေးထားလိုက် ဒါတက်တိုင်း မင်းတော့ဗျာ ဘယ်လိုပါဒါတိုက်အမေတက်တာပါလေနော်တက်တာပါ တက်တာပါလေနော်ဖေနော်အဖေမမလာလေအဖေလာပါအဖေမလာလေအဖေဟာဖေလာပါ အဲ့ဒါပဲဆေးရဘယ်လောက်စွဲလဲဆိုတာချက်ချင်းထားထိုင်ပြီဟုတ်လားထားထိုင်ပြီ ခိုင်းတာမဟုတ်လူ လူနေတာအဖေ အဲ့ဒါနာနဲ့စင်းနဲ့တူလူနေခဏနေမတက်ရတော့မှာရော မအောင်မလား ညဒီကောင်3000မယ်ဒီကောင်3000မယ်ဒီကောင်3000မယ် အော်ဒီတော့တော့ပြေးမှာ ညနော်မငါဖေဘာပြပြဘူးအဖေ ဟောပြန်နေရပဲ သွားလိုက်မယ်ငင်သွားလိုက်မယ် ငါဖေအတလည်းမရှိတော့ ဟုတ်လား လို့ပေါ့ ငင်သွားပြီ အဲဝင်နေလိုက် ကွန်းတရညဒီမှာဒါမှကွန်းမရှိတော့ဟုတ်လားကွန်းတရညအငိမ့် ကိုနဲ့ချိန်လာတာ ဒါပဲ သူစားမလို့ ဘယ်လိုလုပ်အဖေ စားနေ အဖေ အဖေငင်သွားဟေး အတော့မရှိတော့ ဟေးအာဒီစေးအဲ့လိုကြီးပဲကွာတိုက်လိုက်ရင်တန်းဆုံးတာပဲဟေး3ယောက်ရှိပြီဒါနဲ့ဆိုရင်ဟာ လူသားတွေရဲ့အသက်ကိုကယ်တင်မယ်လို့ကြီးကြီးကျယ်ကျယ်တွေပြောပြီးအမြဲတလဲလွတ်တဲ့ကျမရဲ့ချစ်သူစစ်စရာကြီးကိုခင်လိုက်ပါတဲ့ရှင်